မိုင်းမှတ်တမ်းတွေဟာများသောအားဖြင့်စစ်ပွဲတွေဘေးရန်တွေနဲ့တော်လှန်ရေးတွေလိုထင်ရှားတဲ့အကြောင်းအရာတွေကိုပဲဖော်ပြလိမ့်ရှိပါတယ်။ဒါပေမဲ့သမိုင်းတစ်လျှောက်မှာဖြစ်ပျက်ခဲ့တဲ့အချို့ဖြစ်ရပ်တွေကတော့ထိတ်လန့်စရာဇာတ်လမ်းတွေကိုဖတ်နေရတယ်လို့စမ်းကြပြီးစိတ်မရှမ်းမြေ့စရာဖြစ်ပါတယ်။လူများစုကဒါတွေဖြစ်ခဲ့တယ်ဆိုတာကိုသိတော့မသိကြပါဘူး။ဒီနေ့မှာတော့အဲ့လိုမေးပြောက်ခံထားရတဲ့တောင်းမဖွယ်ရာအကြောင်းအရာတွေကိုပြန်လည်ဖော်ပြပေးသွားအောင်ပဲဖြစ်ပါတယ်။အားလုံးပဲမင်္ဂလာပါခင်ဗျာ Mystery Box Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ရှုပြီး channel တက်တယ်ဆိုရင် like and subscribe လေးပြုလုပ်ပေးတော့ဖို့လည်းတောင်းဆိုပါတယ်ခင်ဗျာနံပါတ်1 Sunboard ညိုလုံးကျိုးတက်ဖြတ်မှုဆွီဒင်နိုင်ငံပိုလန်ကျွန်းပေါ်မှာတန်ခစ်လက်ထက်ကတည်ဆောက်ခဲ့တဲ့ Sunboard မြို့ဟောင်းရဲ့အပျက်စီးရှိပါတယ်ဒီနေရာမှာတန်ခစ်ဆိုတာကိုမသိတဲ့သူတွေအတွက်ဘုသူဒအနေနဲ့ပြောပြပေးချင်ပါတယ်တန်ခစ်ဆိုတာဟာလူသမိုင်းတစ်လျှောက်မှာကြောက်ခေချစ်ခေတို့ရဲ့နောက်ဆုံးကာလတစ်ခုဖြစ်ပြီးလူတွေကတန်ကိုအရေးကြိုးပြီးလက်နက်တွေကိရိယာတွေအသုံးဆောင်ပစ္စည်းတွေကိုအဓိကထားပြီးစတင်သုံးပြုလာတဲ့ခေတ်ကိုဆိုလိုတာပဲဖြစ်ပါတယ်အကြောင်းအရာကိုဆက်သွားရင်တော့ရာစုနှစ်ပေါင်းများစွာတိုင်အောင်ဒေသခံတွေကဒီနေရာကိုချိန်စာတင်နေဆိုပြီးရှောင်ရှားခဲ့ကြပါတယ်။ရှေးဟောင်းသုတေသနပညာရှင်တွေကအခုတော့အဲ့ဒီအကြောင်းရင်းကိုတည်သွားကြပါပြီ။900စုနောက်ပိုင်းလောက်မှာအဲ့ဒီမျိုးတွေကလူတွေအားလုံးကိုတက်ဖြတ်ပစ်ခဲ့ကြတာပါ။ရှောက်ဖွေတူးပေါ်မှုတွေကနေမိသားစုတွေကိုသူတို့အိမ်တွေထဲမှာတက်ဖြတ်ခဲ့ပြီးရိုးစုတွေဟာလဲကျတဲ့အတိုင်းတည်ရှိနေတာကိုတွေ့ရရပါတယ်။ဘာပစ္စည်းမှလည်းခိုးယူသွားတာမရှိပါဘူး။လက်နက်တွေလက်ဝတ်ရတနာတွေနောက်ပြီးမွေးမြူထားတဲ့တိရစ္ဆာန်တွေကိုတော့မထိပဲခြံထားခဲ့ရပါ။နှစ်ပေါင်း1000ကျော်တဲ့အထိဒီမြို့မှာဘယ်သူမှပြန်လာနေထိုင်ခဲ့ခြင်းမရှိပါဘူး။ဒီနေ့ထိဘယ်သူကဘာကြောင့်ဒီလိုအစုလိုက်ပြန်လိုက်တပ်ဖြတ်ခဲ့ရဆိုတာကိုကျွန်တော်တို့မသိရသေးပါဘူး။ကြံခဲ့တာကတော့ထိတ်လန့်မွေရာတိတ်ဆိတ်မှုပဲဖြစ်ပါတယ်။နံပါတ်1တောင်ရိုးစွန်းပြိုင်ပွဲရဲ့ဝမ်နဝဲဆုံးသက်20ရာစုစောပိုင်းကတမိုင်းမှာဝမ်နဝဲကောင်းသောပယ်ဆံမှုတွေကတခုဖြစ်ပေါ်ခဲ့ပါတယ်။ဘယ်သူကတောင်ရိုးစွန်းကိုအရင်ဆုံးရောက်မလဲဆိုတဲ့ပြိုင်ပွဲပဲဖြစ်ပါတယ်။နော်ဝေလူမျိုး Roel Amundsen နဲ့ဗြိတိရှစူးစမ်းရှာဖွေသူ Robert Falcon Scott ဆိုပြီးတော့လူနှစ်ဦးကစူးဆောင်ရှင်ပန်ခဲ့ကြပါတယ်။အာမန်ဆန်ရဲ့အဖွဲ့ကခွေးဆွဲစွပ်ဖားတွေကိုတုံးပြီးမြန်မြန်ဆန်ဆန်သွားခဲ့ကြတာ1912ခုနှစ်ဒီဇင်ဘာလမှာနော်ဝေနိုင်ငံအလံကိုဆက်ထူနိုင်ခဲ့ပါတယ်။ Scott ကတော့မြင်းမှုတွေနဲ့မော်တော်စွပ်ဖားတွေကိုတုံးပြီးပူနေတဲ့လမ်းကြောင်းကိုရွေးချယ်မိခဲ့ပါတယ်။သူတို့အဖွဲ့ဟာ1912ခုနှစ်ဇန်နဝါရီလမှာရောက်တဲ့အခါနော်ဝေလန်စိုက်ထားတာကိုတွေ့ရလို့အရန်ကိုစိတ်ပြတ်ခဲ့ရပါတယ်။အပြန်ခီးကတော့ငရဲပါပဲ။နှင်းကိုက်ချင်းအငတ်ဘေးနဲ့နှင်းမုန်တိုင်းတန်းတွေကြောင့်စကောနဲ့တူးဖော်တွေဟာထောက်ပံ့ရင်ကိုလောင်တစ်ခုနဲ့17မိုင်ကွာမှာတင်သူတို့ရဲ့တဲထဲမှာပဲတည်ဆုံးခဲ့ကြရပါတယ်။လာပေါင်းများစွာကြာပြီးနောက်သူတို့ရဲ့အေးကန်းနေတဲ့ဂျုံလောင်းတွေကိုတွေ့တဲ့အခါစကော့ရဲ့ဒိုင်ယာရီကသူတို့ရဲ့တဖြည်းဖြည်းချင်းကြာဆုံးမှုအကြောင်းကိုကြေကွဲပဲဖော်ပြခဲ့ပါတယ်။တောင်ရိုးစွန်းပြန်ပွဲဟာစွန်သားကားဇလန်တစ်ခုသာမကပဲတကယ်ကိုကြေကွဲစရာဖြစ်တဲ့တစ်ခုဖြစ်လာခဲ့ပါတယ်။နံပါတ်3အန်ဒရေးရဲ့အာတိတ်ဘူပေါင်းခရီးစဉ်1899ခုနှစ်မှာဆွီဒင်အင်ဂျင်နီယာဆလမွန်အောဂတ်စ်အန်ဒရီကရဲရဲနဲ့အကြံတစ်ခုကိုထုတ်ခဲ့ပါတယ်။အေယာမဟိုက်ဒရိုဂျင်ဘူပေါင်းကြီးနဲ့အာတိတ်သမုဒ္ဒရာကိုဖျက်ပြီးဘာကြောင့်ခီးမသွားနိုင်ရမှာလဲဆိုတဲ့အကြံတစ်ခုပဲဖြစ်ပါတယ်။ဒီလိုသွားတာကစဖားတွေတက်ပိုမြန်ပြီးတင်မောတွေတက်ပိုလုံခြုံမယ်လို့သူကယုံကြည်ခဲ့ပါတယ်။အန်ဒရီနဲ့သူ့ဖော်နေရဟာနော်ဝေနိုင်ငံစပါဘက်ကနေစတင်ထွက်ခွာလာခဲ့ပါတယ်။အဲဒီနောက်မှာတော့ဘူပေါင်းကဓာတ်ငွေတွေယိုစိမ့်လာပြီးရေခဲဖုံးနေတဲ့မြေလိုပိုင်းပေါ်ကိုပြတ်ကျခဲ့ပါတယ်။ရက်တစ်ပတ်များစွာကြာအောင်အဲ့ဒီလူ၃ယောက်ဟာနှင်းကိုက်ခြင်းမောပန်းနှွမ်းနေခြင်းနဲ့စိတ်ပြတ်အားငယ်မှုတွေကိုဖော်ပြထားတဲ့ထိတ်လန့်စရာတန်ရာတွေကိုခြံထားခဲ့ပြီးအာတိတ်ဒေသကိုဖြတ်ကာဒီရီယိုင်သွားလာခဲ့ကြပါတယ်။နောက်ဆုံးတော့သူတို့ပျောက်ဆုံးသွားခဲ့ကြပါတယ်။သူတို့ရဲ့ရုပ်ချင်းတွေကို1930ပြည့်နှစ်ဆယ်စုနှစ်3ခုကျော်ကြာပြီးနောက်မှာဓာတ်ပုံတွေဒိုင်ယာရီမှတ်တမ်းတွေနဲ့အတူပြီးပြည့်စုံစွာမပြည့်စည်ပဲတွေ့ရှိခဲ့ရပါတယ်။ပြန်လည်တွေ့ရှိရတဲ့မှတ်တမ်းတွေမှာတော့အချိန်နဲ့တပြေးညီရေးသားထားတဲ့ကြောက်မက်ဖွယ်ရာဇလန်းကိုတော့ဖတ်ရှုခဲ့ကြရပါတယ်။နံပါတ်4မော်လာရီနဲ့အာဗင်းတို့၏အေဝရက်တောင်ပြောက်ဆုံးမှု1920ပြည့်လွန်နှစ်တွေမှာကမ္ဘာအမှုပေါ်ကိုဘယ်သူမှမရောက်ဘူးသေးပါဘူး။အောက်ဆီဂျင်ကန်တွေအဆင့်မြင့်ပစ္စည်းတွေဒါမှမဟုတ် GPS မြေပုံတွေမပေါ်ခင်မှာအေဝရက်တောင်ကိုတက်ဖို့ကြိုးစားတဲ့ပထမဆုံးတောင်တက်သမားတွေဟာတခြားဂျိုတစ်ခုကိုရောက်နေတယ်လို့ပါပဲ။1924ခုနှစ်မှာ George Mallory နဲ့ Andrew Irvine တို့ဟာသူတို့ရဲ့ကမ္ဘာကျော်ကြိုးပမ်းမှုကိုလုပ်ခဲ့ကြပါတယ်။သူတို့ဟာတောင်ထိပ်နဲ့ပေတစ်ထောင်မကနီးတဲ့အရှေ့မြောက်ဘက်တောင်ရောပေါ်မှာတက်နေတာကိုနောက်ဆုံးမြင်လိုက်ရပြီးနောက်မိုးတိမ်တွေကသူတို့ကိုဖုံးလွှမ်းသွားခဲ့ပါတယ်။သူတို့ဟာဘယ်တော့မှပြန်မဆင်းလာတော့ပါဘူး။သူတို့ပျောက်ဆုံးမှုကဆယ်စုနှစ်များစွာကြာအောင်စူးစမ်းရှာဖွေသူတွေကိုခြောက်လန့်နေခဲ့ပါတယ်။မာလာရီရဲ့ရုပ်လောင်းကိုတော့1999ခုနှစ်ကျမှတွေ့ရှိခဲ့ပြီးရေခဲတွေကြောင့်ပြီးပြည့်စုံစွာမပျက်စီးပဲသူ့ရဲ့တောင်တက်ပစ္စည်းတွေဝတ်ဆင်ထားသေးဖြစ်ပါတယ်။သူတို့တည်ဆုံခြင်းမတိုင်မီတောင်ထိပ်ကိုရောက်ခဲ့သလားဆိုတာကိုတော့ဘယ်သူမှမသိကြပါပဲ။တောင်ကြီးကတော့သူတို့ရဲ့လိုဝက်ချက်ကိုထာဝရသိသိခဲ့တာပဲဖြစ်ပါတယ်။နံပါတ်5ချောင်ချက်စကူ၏ကြာဆုံးမှု20ရာစုမှာရိုမေးနီးယားအာဏာရှင်နီကိုလိုင်းချောင်ချက်စကူကစစ်ကူးရင်ဆန်တဲ့ဝတ္ထုတွေကလို့ထိတ်လန့်ကြအုပ်ချုပ်မှုတစ်ခုကိုဖန်တီးခဲ့ပါတယ်။သူ့ရဲ့ကိုယ်ရေးကိုယ်သေးကိုယ်ွယ်မှုကအလွန်မင်းပြင်းထန်လို့သူ့ရုပ်ပုံတွေက
ဂျင်းကားများတွေကနေအကြောင်းဆုံးဖက်စာအုပ်တွေထိအရာအလုံးပေါ်မှာပေါ်နေခဲ့ပြီးသူ့လူမျိုးတွေကတော့အစားအစာစေဝါနဲ့လျှက်စစ်မီစားရပြက်လက်မှုတွေအောက်မှာဆင်းရဲဒုက္ခရောက်နေကြကြရပါတယ်1989ခုနှစ်မှာတော့ရိုမေးနီးယားပြည်သူတွေကသိမ်းမခံနိုင်ကြတော့ပါဘူးဆန္ဒပြမှုတွေပေါ်ပေါက်လာပြီးချောင်ချစကူကနောက်ဆုံးမိန်ခွန်းနဲ့လူအုပ်ကိုစီးရုံးမှုကြိုးစားခဲ့ပေမဲ့ဩဘာပေးမဲ့စာသူတစ်ခါမှမကြားဘူးတဲ့အတန်ဖြစ်တဲ့အော်ဟစ်တန်လေးနဲ့ပဲအားပေးခဲ့ကြပါတယ်အဲဒီနောက်တော်လန်ရေးတွေဖြစ်ပေါ်ခဲ့ပြီးရိုမေးနီးယားတော်လန်ရေးလက်နက်ကိုင်တပ်ဖွဲ့တစ်ခုဖြစ်တဲ့ Armed Force ကထွက်ပြေးနေတဲ့ချောင်ချစကူနဲ့သူ့ဇနီးအယ်လီနာတို့ကိုဖမ်းဆီးခဲ့ပါတယ်1989ခုနှစ်ဒီဇင်ဘာ25ရက်နေ့မှာတော့လူထုပေါ်ကျူးလွန်ခဲ့တဲ့ရာဇဝတ်မှုတွေနဲ့ဆွဲချက်တင်ပြီးအလင်းမြန်ဖွဲ့စည်းထားတဲ့တရားရုံးကစစ်ဆေးစီရင်ပြီးတည်တံပေးခဲ့ပါတယ်သူဆွဲရပြကြတော့တာကအာနာရှင်တူရဲ့ထိလန့်စရာဇလံရုတ်တရက်ပြီးဆုံးသွားခဲ့တာပဲဖြစ်ပါတယ်နံပါတ်6အန်တိုနိုင်းကက်ယောဂရောမအင်မာယာထွတ်ထက်ရောက်နေချိန်မှာဘယ်သူမှနားမလည်နိုင်တဲ့ယောဂတစ်ခုကြောင့်ပြိုကွဲပျက်စီးသွားတာကိုစိတ်ကူးကြည့်ပါခရစ်နှစ်165ကနေ180ခုနှစ်တွင်မှာအန်တိုနိုင်းကက်ယောဂဟာအင်ပါယာတစ်ခွင်ပြန့်နှံ့သွားပြီးလူပေါင်းတန်းနဲ့ချီသေဆုံးခဲ့ရပါတယ်အဲ့ဒီခေတ်ကမှတ်တမ်းတွေအရဖျားနာခြင်းအနက်ရောင်အနာဘူးတွေနဲ့တိမခတ်နိုင်အောင်ရင်ငယ်ခြင်းတွေခံစားရတဲ့တားကောင်တွေကိုဖော်ပြထားပါတယ်မြို့တွေတစ်ခုလုံးလူကင်းမဲ့သွားခဲ့တယ်စစ်သားတွေထောင်နဲ့ချီသေဆုံးခဲ့ရပြီးရောမရဲ့စစ်တပ်တွေကိုအကြီးကျယ်ထိခိုက်စေခဲ့ပါတယ်။ဒီဂရစ်မာကတ်အော်လီရီယက်စ်တောင်ဒီယောဂါကနေမလွတ်မြောက်ခဲ့ပဲအင်မာယာကိုယ်တိုင်အစိတ်သင့်နေတယ်လို့ဖြစ်နေကြောင်းသူ့စာပေတွေမှာမှတ်တမ်းတင်ခဲ့ပါတယ်။သမန်ပညာရှင်တွေကဒါဟာကြောက်ယောဂါဒါမှမဟုတ်ဝတ်သက်ယောဂါလားဆိုတာကိုငင်းခုန်ကြပါမယ်။ဘယ်လိုပဲဖြစ်နေပါစေအန်တိုနိုင်းကယောဂါဟာရောမကိုတုံ့လုံးစေခဲ့ပါတယ်။လမ်းတွေမှာမသိသိရသေးတဲ့အလောင်းတွေပြည့်နေခဲ့ပြီးအတုပမီကိုတွေကနေညာမပြတ်ထွက်နေခဲ့တာကြောင့်ဟေဘာလာတခွင်လုံးထိလန့်ကြောက်မှုတွေပြန်လည်ခဲ့ပါတယ်။ဒါဟာဖျားသခင်ရဲ့အမျက်ဒေါသလိုခံစားရတဲ့ရှေ့ခေတ်ကယောဂါတစ်ခုဖြစ်ပြီးအဲ့ဒီခေတ်ကကမ္ဘာအကြီးကျယ်ဆုံးအင်အားကြီးနိုင်ငံကိုပြိုကွဲလူနီးပါးထိဖြစ်စေခဲ့တာပဲဖြစ်ပါတယ်။စုံနေကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။ပျော်ရွှင်ဖွယ်နေ့လေးတစ်နေ့ဖြစ်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။